တောမဆိုတဲ့ရွာမှာဖိုးထောင်တယောက်ရှိတယ်တဲ့လူငယ်အသက်20လောက်ရှိပြီမိဘများလည်းမရှိဆင်းရဲလိုက်တာလည်းအင်ဂျီဝတ်ဆရာမရှိဘူးအစိုးစုကလေးနဲ့ခါမှဓမ္မရိုလေးတစ်ချောင်းပဲသူပိုင်တယ်ဟိုးရွာထိပ်ကအကျော်တဲ့တော့မြရင်တဲ့အကျော်တဲ့ကြီးစီမှာသွားပြီးအကျော်ဘူလေးထဲမှာအိပ်ရပဲလော်ထင်းလေးတွေဒါကလေးတွေခုတ်ပြီးတော့မှတော်မြရင်ကိုသွင်းရတယ်3စီးဆိုတစ်စီး2ကြက်ဆိုတော့6ကြက်ရတော်မြရင်အကျော်လေးတစ်ဖက်နဲ့ထမင်းညံလေးတစ်ခဲမနဲ့ကျွေးတာလေးစားညနေကျွေးတာလေးစားနောက်တစ်နေ့ပဲလော်ထင်းလေးတွေသွားခုတ်တော်မြရင်ကိုပေးတော်မြရင်က2ကြက်နဲ့ဈေးဖြတ်ထမင်းခဲလေးနဲ့အကျော်ကြံနာလေးနဲ့ဖိုးတောင်ဒီလိုကြည့်ရတယ်ဘာသာမှလည်းမတောက်ဘာမှလည်းမသိတနေ့တော့ရွာနီးမှာထင်းလေးတွေကကုန်ပြီဆိုတော့ဟိုးဝေစိမ့်ညွန့်စီဖိုးတောင်ကဓမ္မရိုးလေးကင်ပြီးသွားတောချိန်မှာ3-4မိုင်ဝေးတဲ့အဝေးရောက်တော့တစ်ပင်တစ်ပင်သွားတွေ့ထွာဆိုင်လောက်ဟာဖြောင်းတစ်ပင်ကလည်းထီလိုပဲဖြောင်းငါခါတိုင်းခုတ်နေတဲ့ပဲလော်ထင်းလေးတွေလောက်ကလေးတွေအခုဒီပင်ကမြတ်စွာဘုရားဖြောင်းတန်းနေပါလားဘာပဲများလဲဘာပဲမဖြစ်ခုတ်လိုက်လို့ရှိရင်ထင်းနေအစီအများကြီးရမယ်ပတ်စံလည်းအများကြီးရမယ်ဒါပဲသိရခါဓမ္မရိုးလေးထုတ်အပင်ကြီး3-4ချက်ခုတ်အနာယူနီဖောင်းနဲ့တူတယောက်ချက်ချင်းရမလားတတော်ဦးစီးတဲ့ရေးထားတယ်အမကိုလူမင်းဒါဘာဟုတ်တာတော့တစ်ပင်ခုတ်တာပေါ့တစ်ပင်ခုတ်တာငါမြင်သားပဲကွာဩဆရာကြီးမြင်တာဘာလို့မေးနေတော့ဖက်တဲ့ကောင်ပဲစကားလေးနဲ့အောင်ပြောတာမင်းပြဿနာတက်တော့မှာပဲမင်းဒါဘာပဲမှတ်နေတော့မသိပါဘူးခင်ဗျာကျွန်တော်ဘဝမှာတစ်ခါမှလည်းမမြင်ဘူးပါဘူးကျွန်တော်တော့နတ်ပင်ထင်တာပဲအင်မတန်ရေးကြည့်တဲ့ပင်မင်းပြဿနာလုပ်နေပြီမင်းဘယ်ရွာကလဲတောမပါခင်ဗျာဟိုးပြကမင်းနာမည်ဖိုးထောင်တောမဟုတ်ပြီပြဿနာပဲမင်းတော့ဒါဘာပဲနဲ့သိလားမသိပါဘူးခင်ဗျာ Botanical Science ရုပ်ခသိပ္ပံနဲ့ဆိုရင် Tectona grandis Lin F လို့ခေါ်တယ်သင်္นานကဆင်းလာကစားသင်္นานကဆင်းလာစာရဲလည်းမမေ့သေးတော့ဒီတောသားကိုသွားပြီးတော့ရုပ်ခသိပ္ပံနဲ့ဆို Tectona grandis Lin F လို့ခေါ်တယ်အင်္ဂလိပ်လိုကြ TEAK teak ဩဆရာကြီးမသိလို့မေးပါရစေမေးအင်္ဂလိပ်ပင်လားခင်ဗျာဟာတို့တိုင်းပြည်ထဲပေါက်တာအင်္ဂလိပ်ပင်ဖြစ်ရမလားကွာဩဆရာကြီးမသိဘူးလေနှုတ်ဘာပင်လဲခင်ဗျာကျွန်းပင်ဆရာကြီးငကောဗမာလူပြောရတာနဲ့ဆရာကြီးခက်တဲ့ကောင်ပဲလင်းနဲ့အောင်ပြောတာမင်းတို့အင်္ဂလိပ်လိုညှက်မှမင်းတို့အထင်ကြီးတဲ့ကောင်နေလင်းနဲ့အောင်ပြောနေတာဟေးပြဿနာတက်တော့မှာပဲဟုတ်ကဲ့ဒီပင်ဘာလို့ခင်ဗျာဒီပင်ခုမင်းခုတ်တာတလောက်290လောက်ဆောင်းဟောလောက်ဖြစ်တယ်အဲ့လောက်ဖြစ်တာကမှအောက်ကတို့ခုတ်ရတယ်